ကမ္ဘာကျော်ဘီလီယံနာတယောက်ဖြစ်တဲ့ Mark Zuckerberg ဟာ Hawaii ကျွန်းပေါ်မှာဧက1500ကျော်ကျယ်ဝန်းတဲ့မြေကွက်ကြီးကိုဝယ်ယူခဲ့ပါတယ်။ဒါဟာတာမန်အားလရဲ့အပန်းဖြေအိမ်မဟုတ်ပဲနျူကလ িয়ার ပေါက်ကွဲမှုကိုတော့ခံနိုင်ရရှိတဲ့ဒေါ်လာသန်း290ကျော်မြေအောက်ဘုံခုကျင်းကြီးတစ်ခုဖြစ်နေတာပါ။ Zuckerberg ရဲ့ Koala Ranch လို့ခေါ်တဲ့ဒီအိမ်ယာဝင်းဟာဧက1500နီးပါးကျယ်ဝန်းပါတယ်။ Wired Magazine ရဲ့ဖော်ပြချက်အရဒီအဆောက်အဦရဲ့မြေအောက်မှာစတူယမ်ပေ9000ကျော်ကျယ်ဝန်းတဲ့အေယာမဘုံခုကျင်းကြီးတစ်ခုရှိနေပါတယ်။ဒီဘုံခုကျင်းထဲမှာကိုပိုင်လျှက်စစ်တအားထုတ်လုပ်နိုင်တဲ့စနစ်ရေလောင်ကန်တဲ့အစားအစာထုတ်လုပ်နိုင်တဲ့မွေးမြူရေးစိုက်ပျိုးရေးကဏ္ဍတွေပါဝင်နေတဲ့အတွက်အပြင်လောကနဲ့လုံးဝအဆက်အသွယ်ပြတ်သွားရင်တော့နှစ်နဲ့ချီနေနိုင်အောင်စီစဉ်ထားတာပါ။ထူးခြားတာကဒီမှာအလုပ်လုပ်တဲ့သူတွေကိုလျှို့ဝှက်ချက်မပေါက်ကြားဖို့အတွက်တင်းတင်းကြပ်ကြပ်ပိတ်ပင်ထားပြီးလက်မှတ်ထိုးခိုင်းခဲ့တာပါ။ဒါပေမဲ့ Zuckerberg ကတော့ဒါဟာတာမန်မြေအောက်ခန်းလေးတစ်ခုပါပဲလို့ညင်းဆိုထားပါတယ်။ဒါပေမဲ့ပောက်ကွဲမှုတန်ခံနိုင်တဲ့တန်မဏိတကားတွေနဲ့တက်ဆင်ထားတဲ့တာမန်မြေအောက်ခန်းဆိုတာကိုရှိနိုင်ပါမလားဆိုတာစဉ်းစားစရာဖြစ်နေပါတယ်။ဒါဟာ Zuckerberg တယောက်တည်းကိစ္စတော့မဟုတ်ပါဘူး။မကြာသေးမီနှစ်အတွင်းမှာကမ္ဘာကျော် Silicon Valley ကနီးပညာတထေးကြီးတွေကကယောဂစစ်ပွဲဒါမှမဟုတ်ရာသီဥတုဖောက်ပြန်မှုတွေကနေကာဝယ်ဖို့အတွက် Doomsday Bunkers လို့ခေါ်တဲ့အဆင့်မြင့်ဘုံခုကျင်းတွေကိုတိစောက်လာကြတဲ့ trend တစ်ခုကလည်းရှိနေပြန်ပါတယ်။ PayPal တိစောက်သူ Peter Thiel, OpenAI CEO Sam Altman နဲ့ LinkedIn co-founder Reid Hoffman သူတို့တွေဟာ New Zealand လို့ဘေးကင်းတဲ့နိုင်ငံတွေမှာမြေကွက်ဝယ်ယူနေကြပြီးဘုံခုကျင်းတွေကိုတိစောက်ထားတယ်လို့သတင်းတွေထွက်နေပါသေးတယ်။အခြားသူတွေကမြေအောက်ထဲဝင်ဖို့ကြိုးစားနေချိန်မှာ Elon Musk ကတော့ကမ္ဘာကြီးကိုပါစွန့်ခွာဖို့ပြင်ဆင်နေပါတယ်။သူရဲ့ SpaceX စီမံကိန်းဟာအပျော်ခီးသွားဖို့တက်တက်ပဲမဟုတ်ပါဘူး။နျူကလ িয়ার စစ်ပွဲဖြစ်လာရင်လူသားမျိုးနွယ်တစ်ခုလုံးပျောက်ကွယ်မသွားအောင်အင်္ဂါဂြိုဟ် Mars ပေါ်မှာလူသားတွေရဲ့ backup တစ်ခုအနေနဲ့ရှိနေရမယ်လို့သူကယူဆထားသူပါ။ဒါဆိုမေးစရာရှိတာကသူတို့တကယ်ပဲဘာကိုကြောက်နေကြတာလဲ။ကမ္ဘာပြတ်တော့မယ်ဆိုတာကိုကြိုသိနေကြလို့များလား။ဒီဘီလီယံနာတွေတကယ်စိုးရိမ်နေရတဲ့အဓိကအချက်၄ချက်ရှိပါတယ်။နံပါတ်1နျူကလ িয়ার စစ်ပွဲကြောင့်အခုလိုအမေရိကန်နဲ့အီရန်လိုမျိုးနိုင်ငံကြီးတွေကြားမှာတင်းမာမှုတွေမြင့်တက်နေတာကြောင့်မတော်တဆဖြစ်စီရွေချက်ရှိဖြစ်စီနျူကလ িয়ার စစ်ပွဲဖြစ်ပွားလာမှာကိုသူတို့အကြောက်ဆုံးပါပဲ။ဒါကြောင့်လဲ Zuckerberg ရဲ့ဘုံခုကျင်းမှာပောက်ကွဲတံခံနိုင်တဲ့တန်မဏိတကာ Backslip Resistant Door တက်ဆင်ထားတာဖြစ်ပါတယ်။နံပါတ်2 AI ပုံကံမှုတွေကြောင့်သူတို့ကိုယ်တိုင်ဖန်တီးထားတဲ့ AI နည်းပညာတွေကဒီနေ့မှာလူသားတွေရဲ့ထိန်းချုပ်မှုအလွန်ကိုရောက်သွားပြီးလူသားမျိုးနွယ်ကိုအန္တရာယ်ပေးလာမှာကိုစိုးရိမ်နေကြတာပါ။ OpenAI CEO Sam Altman ကတော့ကိုယ်တိုင်ကလည်းသူဟာအဆိုးဆုံးအခြေအနေအတွက်တနက်တွေရွှေတွေနဲ့ gas မျက်နှာဖုံးတွေစုဆောင်းထားတယ်လို့ဝန်ခံပူးပါတယ်။နံပါတ်3ရာသီဥတုဖောက်ပြန်မှုကြောင့်ကမ္ဘာကြီးပူနွေးလာမှုကြောင့်ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာတာအစားအသောက်နဲ့အစားအစာတောက်သုံးရေပြက်လက်လာတာတွေဟာလူ့အဖွဲ့အစည်းကိုပြိုလဲစေနိုင်တယ်လို့သူတို့ယူဆထားပါတယ်။နံပါတ်4လူထုအုံကြွမှုကြောင့်ဒါကတော့သူတို့အတွက်အနီးကပ်ဆုံးချိန်ချောက်မှုပါ။စင်ရဲချမ်းသာကွာဟမှုအများကြီးဖြစ်လာသလိုစနစ်တစ်ခုလုံးပြိုလဲသွားပြီးဒေါသထွက်နေတဲ့လူအုပ်ကြီးကသူတို့လိုအထက်တန်းလွှာလူချမ်းသာတွေကိုတိုက်ခိုက်လာမှာကိုကြောက်ရွံ့နေကြတာပါ။ဒါကြောင့်လေလူသူမနီးတဲ့ကျွန်းနေနဲ့ New Zealand လိုနေရာမျိုးတွေမှာတီးတန့်ခံတက်တွေသွားဆောက်နေကြတာဖြစ်ပါတယ်။ Amazon တီထောင်သူ Jeff Bezos ကလည်း Florida က Billionaire Banker လို့လူသိများတဲ့ Indian Creek ကျွန်းထဲမှာအင်ချမ်းမြေတွေအကြီးကျယ်ဝယ်ယူထားသလို Bill Gates ဟာဆိုရင်လေကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ pandemic တွေအတွက်ကြိုတင်ပြင်ဆင်မှုတွေမှာငွေတွေပုံအောရင်းနှီးမြှုပ်နှံထားပါသေးတယ်။ Billionaire တွေအပြင် Silicon Valley ကတထေးတွေမှာဆိုရင်လေ Risk Management ဆိုတဲ့စိတ်သက်ရှိပါတယ်။သူတို့အမြင်မှာစစ်ပွဲဖြစ်နိုင်ခြေက 5% ကနေ 10% ပဲရှိရဆိုရင်တော့အဲ့ဒီ 10% သာတကယ်ဖြစ်လာရင်သူတို့ရဲ့စီးစိမ်နဲ့အသက်တွေကုန်ဆုံးမှာမို့လို့အာမခံအနေနဲ့ Doomsday Bunker တွေကိုတိစောက်ကြတာပါ။လက်လောမှာတော့အားလုံးစိုးရိမ်နေကြတဲ့တတိယကမ္ဘာစစ်မြန်ဖြစ်လာမလားဆိုတဲ့အဖြေဟာဘယ်သူမှတိတိကျကျမသိနိုင်ပေမဲ့ကမ္ဘာအချမ်းသာဆုံးပုံကိုယ်တွေကတော့ဖြစ်လာခဲ့ရင်တော့အသက်ရှင်ဖို့အတွက် exit plan တွေကြိုတင်ပြင်ဆင်နေကြပါပြီ။ဒါပေမဲ့အရေးကြီးဆုံးကတော့သူတို့ကလွတ်မြောက်သွားပြီးကြံရှိတဲ့လူသားမျိုးနွယ်တွေကတော့ကမ္ဘာကြီးမှာရှင်သန်မှုဘလို့ရုန်းကန်ရအောင်မလဲဆိုတာပါပဲ။အခုကြည့်နေတဲ့သူတွေကဘလို့ထင်မြင်ကြပါသလဲ။ Billionaire တကယ်ပဲကျွန်တော်တို့မသိတဲ့လက်ဝက်ချက်တစ်ခုခုကိုကြိုသိနေတာလို့ထင်ပါသလား။ဒါမှမဟုတ်ဒါဟာသူတို့ရဲ့စိုးရိမ်စိတ်တက်တက်ပဲလား။မိမိတို့ရဲ့အမြင်တွေကို comment မှာရေးသားဆွေးနွေးသွားနိုင်ပါတယ်။အခုလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုအမြဲကြည့်ရှုဖို့ကျွန်တော်တို့ရဲ့ channel ကိုလည်း subscribe လုပ်ထားပေးဖို့မမေ့ပါနဲ့ဦးနော်။အားလုံးပဲနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်။ကျေးဇူးတင်ပါတယ်။